ဘဝအတွက်ခွန်အားဖြစ်စေမဲ့စာသူများအမားတစ်ခုကြုံတိုင်းသင်ခန်းသာယူပါပြဿနာတစ်ခုတွေ့တိုင်းဖြေရှင်းတတ်ပါသည်အခက်အခဲတစ်ခုတွေ့တိုင်းစိတ်ဓာတ်မကြပါနဲ့ဒုက္ခဆိုတာဒုက္ခအတွက်ပထမရှိပေးပါမုံတိုင်းပြီးရင်လေးပြေလာလိမ့်မယ်လောကဓာတ်ကိုကြမ်းကြမ်းခံနိုင်မှလူဘဝဆိုတာဖြောင်ပြူတတ်တာပါအပြေသမားတယောက်ဟာအမောမခံနိုင်ပဲပန်းနိုင်ရအောင်မပြေးနိုင်ဘူးလူဘဝကလည်းဒီလိုပဲမောပန်းချင်းကိုအကြောင်းပြရောက်တဲ့နေရာမှာရက်နေတဲ့၍လှင်မြန်မာရဲ့ဆိုတဲ့ယုံကိုလက်ကတော့အနိုင်ယူသွားဘူးတာပဲရှေ့ကလူကိုနောက်ကလူကလိုက်မိတယ်ဆိုရင်အဲ့ဒီလူကပဲမြန်လာလားရှေ့ကလူကရက်နေတာလားဆိုတာစဉ်းစားဖို့လိုတယ်ဘယ်ကိစ္စမဆိုမှားတော်မှာကိုမကြောက်နဲ့မလုံးပြက်မှာကိုကြောက်တဲ့စိတ်ကိုပြင်းစိတ်တက်ကိုအမြဲမြင့်တင်ထားရမယ်ဘဝကိုမြင့်မှတိုးတက်နိုင်မယ်ဘဝင်မြင့်ရင်တော့အကြနာတတ်တယ်ကွဘာကြောင့်ဖြစ်ဖြစ်အားမငယ်နဲ့စိတ်ဓာတ်မကြနဲ့ဒါပေမဲ့လောကကြီးဟာဒုက္ခတစ်ခုပေးတိုင်းအခက်အခဲတစ်ခုပေးတိုင်းပြဿနာတစ်ခုပေးလိုက်တိုင်းသင်္ကန်းသာတွေယူဖို့မမေးလိုက်နဲ့ဘာကြောင့်လဲဆိုတော့အခက်အခဲနဲ့ဒုက္ခတွေဆိုတာအဖိုးတို့လူသားတွေအတွက်မပြီးဆုံးနိုင်တဲ့အရာတွေလေဒါကြောင့်အဲ့ဒီအရာတွေပေါ်မှာသင်္ကန်းသာယူရမယ်ပြီးတော့အဲ့ဒီအခက်အခဲတွေနဲ့ဒုက္ခတွေကိုအကောင်းဆုံးကြော်ဖြတ်ပြီးရှေ့ကိုဆက်ရှောင်နေရမယ်ဒါမှဘဝပန်းနိုင်ကိုအောင်မြင်မြင်ရှောင်လန်းနိုင်သူတွေဖြစ်ကြတော့မှာပေါ့